အသက်19နှစ်ဒါပေမဲ့ဘောလုံးလောကတစ်ခုလုံးကိုဒူးထောက်စေဖို့နီးလာတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။လာမင်းအမဲဟာဆန်ကျော်တဲ့အရွယ်မှာပဲယူရိုဖလားကိုကင်မြောက်ခဲ့တဲ့ကောင်လေးဟာအခုတော့ကမ္ဘာဖလားကိုဆော့ခုဖို့တကွဲသာလိုပါတော့တယ်။ကစားသမားအများစုတသက်လုံးလိုက်ရှာရတဲ့အောင်မြင်မှုတွေကိုရမဲအသက်19နှစ်မပြည့်ခင်လောက်မှာပဲရယူနိုင်တော့မဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။အကယ်၍ကမ္ဘာဖလားကိုပါဆော့ခုနိုင်ခဲ့မယ်ဆိုရင်ဆန်ကျော်တဲ့အရွယ်မှာယူရိုနဲ့ကမ္ဘာဖလားနှလုံးစလုံးကိုရယူနိုင်တဲ့တမိုင်းဝယ်မှန်တဲ့တစ်ခုကိုရေးထိုးနိုင်မှာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ယူရိုနဲ့ကမ္ဘာဖလားပြိုင်ပွဲတွေမှာစပိန်အတွက်ရမယ်ကွဲထွက်ကစားခဲ့တဲ့စနစ်ကွက်စလုံးအနိုင်ရထားပြီးရှိုးခွဲမရှိတရေခွဲမရှိဆိုတဲ့အအောသစ်ခွဲမှတ်တမ်းကိုလည်းပိုင်ဆိုင်ထားပါတယ်။ပြည်သိန်းနဲ့ဆီမီဖိုင်နယ်မတိုင်ခင်ပြည်သိန်းကအသိအသိကိုကြောက်ရမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ပဲဖြစ်ရမယ်လို့ရဲရဲဝေါ်ပြောခဲ့တဲ့ရမယ်ဟာစကားနဲ့မပြီးပဲကွင်းထဲမှာပါတက်သေးပြခဲ့ပါတယ်။သူ့ရဲ့ PR ပေးဘောလုံးလူယူမှုကနေစပိန်ရဲ့အခွင့်ကိုဖြစ်ပေါ်လာခဲ့ပြီးအသင်းကိုကမ္ဘာဖလားဘူလူကွက်စီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။အခုကမေကွန်တစ်ခုလည်းကြံပါတော့တယ်။ရမက်ဟာဆက်ကျော်တဲ့အရွယ်နဲ့ပဲကမ္ဘာဘောလုံးသမိုင်းကိုပြန်ရင်းမဲ့ကောင်းလေးဖြစ်လာမလား။ဟုတ်ကဲ့ပါအခုလိုဗီဒီယိုကိုစိုးတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်။